တက်တာဒီမှာ Taurus လေ ကို Taurus ကိုကိုကိုမမအဲ့စား Taurus ကိုမိမတော်ထားတာလေတွေ့ရင်ဝယ်ကျွေးရမှာလေအကုန်လုံးမသိကဲဆရာမကြီးလာပါပြီဆရာမကြီးလာပါပြီလို့ရောက်ချောက်ကန်လိုက်ချောက်ပါကြာနေဘာကြာနေအော်ချောနော်မိတ်ကပ်ပြန်ဟိုကောင်းမှစောင့်နေကြာလာရကြာတော့ဒီနေ့ဟွာလေးလုပ်မယ်ဆိုဒီနေ့ဟိုမိတ်ကပ်လေးအဲ့ရိုက်နေတော့အဲ့စားလေးတဲ့ခါထွက်လာလိုက်တာလေအားစားမစားကြတော့တိရအဲ့တနေ့ရပေါ့အချိုလေးစားချင်တာချောဒီနေ့ကလေးတွေကြောင်းစင်းတဲ့အချိန်ဖြစ်သွားတယ်နော်ညာကားပိတ်အေးကိုကြောင်မရပါဘူးဒီနေ့ရကားပိတ်တော့ကွာโอเคဟိုဘာဆိုင်ရဲပြီချောအဲ့ဒါကျွန်တော်လိုက်ဖို့ပြပါအောင်ပြန်ခွေရအောင်အေးနည်းနည်းလေးဒီလမ်းပြန်ထွက်ဆိုင်ရဲလည်းပြချက်စရာလေးဆိုလည်းအများနဲ့အဲ့လိုပဲဟိုတခုခုအဲ့လိုကြော်သွားပြီဆိုလို့ရှိရင်တွေ့ပြီးနောက်မှာခါကြဟိုမောင်းနေနဲ့ထအော်တာရှိတယ်အာဟုတ်ကဲ့စားနေလေအမေမသိဘူးငါကားမောင်းအရန်လန်းတက်တာဒီမှာ Taurus လေ Taurus ကိုဟိုမှာအဲ့စား Taurus ကိုမိမတော်ထားတာလေတွေ့ရင်ဝယ်ကျွေးရမှာလေအကုန်လုံးမသိအခုကတော့ပါသေးရဲ့အခုကတော့ပြန်ကိုပြေးလိုက်မယ်စိတ်မတူဘူးကိုကလည်းဒီကဖြတ်လန်းကနေသွားလို့ရပါတယ်ဟဲ့လေမဟုတ်ဆိုင်မတွေ့ရင်ကွာကောင်းကောင်းလေးကိုရေမှာချောကြိုက်တဲ့ဆိုင်လေးတွေ့ပြီကိုရပ်ပေးပါလားအဲ့လိုလေးပြောလိုက်အောင်ကိုလည်းရပ်ပေးပါလေကိုမတော့ဆိုင်တော့ပါပြီဆိုင်လေးနဲ့ဗျာဒီလမ်းလေးဒီဆိုင်လေးမှာတော့အေးမျိုးစုံရှိတဲ့အပြင်အောင်မှထူးဆန်းအေးလေးလည်းရှိတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင် Golden Caramel Drink ဆိုတဲ့ဟာလေးကိုကျွန်တော်မှတောက်တယ်ပေါ့တော်တော်လေးရတာရှိပါတယ်ခါလေးပဲနဲ့မြည်ကြည့်တယ်နော်ကိုကပြတာလေအချိုးစားခြင်းနဲ့ကွတ်တီအော်ဒွန်းလေးပါနော်အခုဒီဆိုင်မှာကရောင်းကအကောင်းဆုံးနဲ့လူကြိုက်အများဆုံးအေးရပါလဲလို့ကျွန်တော်မေးလိုက်တော့ဒီဒွန်းသီးနဲ့ပတ်သက်တဲ့အေးတွေကတော်တော်များကြိုက်ကြတယ်လို့ပြောတော့အဲကျွန်တော်လည်းမှားတော့လိုက်တယ်ပေါ့နော်ဒွန်းသီးကိုကြိုက်တယ်ဒွန်းသီးရတာပြပြနှစ်လေးနဲ့တောက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဆိုင်လေးကိုကျွန်တော် recommend ပေးပါရခင်ဗျာထားရအေးတွေနဲ့တူဟုတ်တယ်ဟိုအေးပြန် share လေအနှစ်တင်တယ်လေကိုနဲ့ကျွန်တော်လည်းခါသွားတဲ့ဆိုင်လေဆိုင်မှာ chocolate ရှိတယ် chocolate လည်းတောက်ကြအောင် cheers ပေါ့ drink ကြိုက်တဲ့လူကတော့ဒီဆိုင်မှာဒါတောက်ဖို့recommend ပေးတယ်မိုက်တယ် drink တွေလည်းအများကြီးပဲဟိုစိမ့်ချိုလေးကျွန်တော်ဟိုတောက်ကောင်ကိုတောက်တယ်တောက်ရမဟုတ်စားနေရအထင်မှာဖတ်တယ် Golden Caramel Drink ဆိုတာအဲ့ဒါချောကြတော့ပါ strawberry cheese လား strawberry ကြောက်တောက်ချင်တာလည်းတောက်ပါပြီအချိုလည်းချောပြောသလိုအချိုလေးစားကျင်နေကွာစားကျင်တော့ဒွန်းသီးနဲ့အဲ့ဆိုင်နဲ့ဝင်လိုက်တဲ့အချိန်မှာဒွန်းသီးအနဲ့လေးမှုရင်းနေတာကိုရလိုက်တဲ့အချိန်ဒွန်းသီးအတီးစားကျင်တာလားဆိုတော့အဲ့ဖီမဟုတ်ဘူးဒီမှာဟိုအေးလေးကလည်းတောက်လိုက်ရတယ်ဆိုတော့တောက်ချင်သွားတော့တောက်ပြီးတော့ caramel ရတာလည်းကိုကကြိုက်တယ်လေဟုတ်တယ်ကြိုက်လို့တောက်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့လုံးဝလေအခု e-sight စောင့်တက်shit ဟိုအရန်ဟိုမှာအမေအခုပြပြမယ်နော်အခုအချိုစားပြီးဆိုတော့အချင်းပြန်စားကြင်သွားရင်အချင်းပြန်ကျွေးအောင်ခုကြောက်ရဆိုတော့အင်ကြီးသွားယူမယ်ပေါ့နော်နည်းနည်းလေးပဲကြာတော့2မျိုးလို့ကုံမကုံအကုန်တယောက်တည်းကတော့ကုံမှုတော်တော့ရမှာဘာလို့အရသာလည်းအရန်ကောင်းစိတ်နေရောလေလောက်ပြန်ကားမောင်းတယ်မရှိမှလည်းရှောင်နေရတာဟုတ်လေစားနေတာပေါ့လေပပစားနေရတယ်ကျွန်တော်အချင်းလေးပါလေအချင်းဟောမင်းကအမျိုးမျိုးတွေပေါ့ဘာလဲပိတ်မှာလဲဟိုပိတ်ပါစက်ဒီလိုပဲပိတ်ထားလိုက်မှာပိတ်မယ်ဟာရှောင်းရှောင်းအာဇီသွားထိုးတာအာဇီသွားထိုးကာကွယ်ဆေးထိုးတာဟိုမှာညီမလေးကြည့်လိုက်ဘာလုပ်မလဲကြည့်စိတ်ကမှာတော့អော်တယ်တာထိန်းလိုက်ရင်ကိုင်းထားရင်ပြောကြတယ်ဟိုမပြောသူ့ဆေးထိုးနေတာ9ရက်ထိုးရမယ်ဆိုတော့9ရက်သူကအဲ့လိုတဖုံးနာတဲ့ဥစ္စာလဲ9ရက်ထိုးရမယ်ဆိုတော့ဒီနေ့က3ရက်မြောက်4ရက်မြောက်နေ့ဖြစ်သွားတယ်ကလေးကအစားတောက်သိမ့်မစားနိုင်တော့လေစားနေတဖုံးမှန်တာဟာအပိုင်းရွာတာမလား
မပေါ်နေမပေါ်နေ ဒါဆိုခါလိုက် မပေါ်နေလိုက်လို့ ဘာလို့ထား ကြောင်နေမကောင်းပြန်နေတော့ကြောင်ငြိမ်းနေရပဲအခုလည်းကောင်းတဲ့အချိန်လည်းရောက်တော့ ဒီနေ့တနေ့ရာလေးကိုလိုက်ကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုကြရင်ပြန်တွေ့မယ်နော်တတာ